ခမကျွန်တော်ဒီဖျားစဉ်ကကျွန်တော်ဒီအခုမှာလို့ရတယ်ဗောနော်ဒါမျိုးကကျွန်တော်ဒါမပိုးခင်လေးပြီးရပြီးတော့ပြပေးတာဒါဆိုလို့ရှိရင်ပြကျွန်တော်အမြင်ကတော့တော်တော်မြင်တယ်ပြောလို့ရှိရင်ဒီမှာသူကတကားကတော့တကရွက်က၄ချက်ပါတယ်ဗောနော်နောက်ပြီးအလေကအဇွဲလေးနဲ့ဆိုတော့တော်တော်ကြီးမှရင်နော်ဒါဆွဲပန်းပါမယ်အပေါ်ကအဲ့လိုမဆတ်လေးဗောနော်တော့ဒါလေးကိုကျွန်တော်မှာမယ်လို့ရှိရင်မှာလို့ရတယ်တို့ဒါမျိုး6ပေလေးရှိတယ်သူကလေ6ပေရှိတယ်ဒါ9ပေဖြစ်တယ်6ပေလေးရမယ်ကျွန်တော်9ပေရမယ်ပေါ့နော်9ပေဟိုပြောရလို့ရှိရင်4ပေ3ပေခွဲ3ပေအဲ့လောက်ထိရပါလားခင်ဗျာ size ကြီး size ပေးကျွန်တော်ဒီဖျားကန်းကိုမူတည်ပြီးတော့ကျွန်တော် size လိုချင်တဲ့ size လေးကျွန်တော်အချိန်ပြီးတော့မှာမယ်ဆိုရင်မှာယူရပါတယ်လို့နော်ဒါလေးလို့ရှိရင်တော့ကျွန်တော်ဒါပြီးသားအန်စားလေး3လုံးပါမယ်လေးကတော့နဲ့အကုန်လုံးထည့်ထားတာခင်ဗျာဒီဘက်မှာလည်းကျွန်တော်ဒီတကားလေးနဲ့ပေါ့နော်အားလုံးမှာမယ်ဆိုဒါလည်းအစနဲ့အမျိုးနဲ့အစနဲ့ရမယ်နော်6ပေဒါတော့9ပေပါခင်ဗျာအားလုံးကျေးဇူးပါဗျာဒါလေးတွေအားပေးမယ်လို့ရှိရင်တော့ကျွန်တော်ဒီဖုန်းနဲ့ဆက်ပြီးတော့အားပေးလို့ရဆိုတော့ကျွန်တော်ဒီလာရောက်ကြည့်ရှုပြီးတော့အားပေးလို့ရတယ်ဖုန်းကနေပဲကျွန်တော် VC ခေါ်ပြီးတော့ပဲပြပေးပါဆိုလို့ရှိရင်ကျွန်တော်စိတ်ရှိလက်ရှိနဲ့ကျွန်တော်ပြပေးပါတယ်နော်အားလုံးကျေးဇူးပါဗျာအားလုံးကျွန်မချမ်းသာကြပါစေဗျာကစတမာများ